ဒီနိုင်ငံရဲ့90ရာခိုင်နှုန်းဟာမိန်းမသားတွေကြီးပဲဖြစ်နေလို့ယောက်ျားမြင်တာနဲ့ငွေတို့ပေါက်ပြီးတော့ဝယ်ကြတယ်။အကယ်၍များသင်ကအလုံးမရှိအကိုင်မရှိ190ဖြစ်နေတဲ့ဆိုရင်တော့ဒီနိုင်ငံကိုချက်ချင်းသွားဖို့အကြံပေးခြင်းပါတယ်။ကိုရောက်ရင်လက်မလဲအောင်လို့လုပ်ရမယ့်အလုပ်တစ်ခုရှိနေပါတယ်။အဲ့ဒါကဘာလဲဆိုရင်တော့ဒီမှာမြင်နေရသလိုမော်ဒယ်မင်းသမီးရှုံးလောင်းအောင်ကိုတမင်မျက်လုံးငရက်ကိုလုံးနဲ့လှပလုံးနဲ့ကောင်မလေးတွေရဲ့ခင်မွန်းတဲ့အဖြစ်လုပ်ကန်ရမှာပါ။ဟုတ်ပါတယ်ဒါကတော့လက်ဗီယာနိုင်ငံဖြစ်ပြီးဥရောပတိုက်ရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပါတယ်။တဘာဝပတ်ဝန်းကျင်အခြေအနေကောင်းတဲ့အပြင်တောတောင်ရီမီတည်ရန်စာရတွေလည်းပေါ်များပြီးအဲ့ဒါတွေထက်ထက်ဝက်2ဆလောက်များနေတာကတော့ချောမောလှပတဲ့နမီမယ်လေးတွေပါပဲ။ဘယ်ဘဝကကုသိုလ်ကံတွေလည်းမသိပေမဲ့လက်ဗီယာနိုင်ငံမှာရှိတဲ့မိန်းကလေးတွေအားလုံးဟာဝေကင်းစားကားလို့အဖွားကြီးဖြစ်တဲ့အထီတောင်မှသတ်မှတ်ဖွယ်ရာအလှကိုတယောက်တစ်မျိုးစီပိုင်ဆိုင်ထားကြပါတယ်။တို့ထက်ပိုပြီးတော့ကံကောင်းတဲ့သူတွေကတော့လက်ဗီယာနိုင်ငံမှာနေထိုင်ရမယ့်အမျိုးသားတွေပါပဲ။ဟုတ်ပါတယ်သူတို့နိုင်ငံမှာကအထီးအင်အားနေပြီးတော့အမအင်အားကများနေပါတယ်။ဘလို့ပဲဆူတောင်းကဗနေအောင်ဝင်းအထီးထွက်မလာပဲနဲ့အမားတွေကြီးပဲအပြစ်လိုက်ထွက်လာတာပါ။တနိုင်ငံလုံးရဲ့10 ပုံ 10 ပုံကယောက်ျားလေးတွေပဲဖြစ်ပြီးကျန်နေတဲ့9 ပုံလုံးကတော့မိန်းကလေးတွေကြီးပါပဲ။